ဒီမျိုးသမီးတေဆုံးနေခဲ့တာ3ရက်တိတိရှိနေပြီလေအဲ့ဒီနေ့မှာသူမရဲ့ကံကြမ္မာကြီးပြောင်းလဲသွားလိမ့်မယ်လို့ဘယ်သူမှမယုံကြည်ခဲ့ကြဘူးတောကြောင့်တအုပ်ကသူမအနာကိုရောက်လာပြီးရှေးဟောင်းရစ်ပူဇော်ပွဲတစ်ခုလုပ်နေတဲ့အလားအတန်တိတ်စက်ဝိုင်းပုံစံဝိုင်းခွက်လိုက်ကြတယ်ရုတ်တရက်ဆိုသလိုစက်ဝိုင်းအလဲမှာခံရထဲသွားတဲ့တော်ဝင်ကြောင်ကြီးတစ်ကောင်ပေါ်လာခဲ့တယ်သူ့နာမည်က Midnight တဲ့ Midnight ပေါ်လာတာနဲ့တပြိုင်နက်ကြံတဲ့ကြောင်လေးအကုန်လုံးကအယိုသေးပေးတဲ့အနေနဲ့ခေါင်းငုံသွားကြတယ် Midnight ကအမျိုးသမီးရဲ့ရင်ဘတ်ပေါ်ကိုဖြည်းဖြည်းချင်းရှော့သွားပြီးအသက်ပြင်းပြင်းရှူတွက်လိုက်တယ်နောက်တစ်စက္ကန့်မှာပဲအန်အောစရာတစ်ခုဖြစ်လာခဲ့တယ်အမျိုးသမီးရဲ့မျက်လုံးတွေကရုတ်တရက်ပွင့်လာပြီးကြောင်မျက်လုံးတွေလိုပဲထူးဆန်းပြီးဆွဲဆောင်မှုရှိတဲ့အစိမ်းရောင်အလင်းတန်းတွေတောက်ပန်းနေခဲ့တယ်။သူမရဲ့ခန္ဓာကိုယ်ကစတင်လှုပ်ရှားလာပြီးတရားကနေတဖြည်းဖြည်းပြန်လဲအသက်ဝင်လာခဲ့တယ်။သူမရဲ့အမြင်အာရုံတွေကလည်းအယမ်းဆူးရှလာပြီးအဝိဒအရာတွေကိုတော့ရှင်းရှင်းလင်းလင်းမြင်လာရတယ်။သူမမတ်တက်ရက်လက်ချိန်မှာအရင်ကထက်ကိုပိုပြီးတန်ဆွမ်းထွက်လက်နေတယ်လို့ခံစားလိုက်ရတယ်။အဲ့ဒါနဲ့သူမမျိုးလဲကိုအပြေးအလွတ်ပြန်လာခဲ့တယ်။အခုဆိုရင်သူမကဒုတိယထက်ကိုတော့အလွယ်လဲခုန်တက်နိုင်နေပြီ။သူမကပြက်တဲ့ပေါင်ကိုဖောက်ဝင်ပြီးသူမရဲ့အခန်းထဲကိုတက်တက်ရက်ရက်လေးခုန်ဆင်းလိုက်တယ်။နောက်နေ့မနေ့မှာတော့သူမကအမြင်ကြီးရှိတဲ့ဗီဒီယိုပေါ်ကနေပြုတ်ကျခဲ့ပေမဲ့ဘာနာချီမှုမှမခံစားဘူး။အဲ့ဒီအချိန်မှာပဲတိုက်ခန်းထဲမှာကြောင်ပေါက်လေးတစ်ကောင်ရှိနေတာကိုသူမသတိထားမိတော့တယ်။ကောက်ချီလိုက်တော့မှမင်းနိုင်ရက်လဲပဲမှာပတ်တီးစီးထားတာကိုတွေးလိုက်ရတယ်။အဲ့ဒီပေါ်မှာလိပ်စာတစ်ခုရေးထားတယ်။အဲ့ဒီလိပ်စာအတိုင်းလိုက်သွားတော့ကြောင်အကောင်ရေဒါစင်နဲ့ချီပြီးဝိုင်းရံထားတဲ့အဘွားအိုတယောက်ရှိတဲ့စုပ်ပြက်ပြက်အင်းလေးတစ်လုံးစီကိုသူမရောက်သွားခဲ့တယ်။အဘွားအိုကသူမကိုကြည့်ပြီးမင်းနိုင်ဆိုတာတာမန်ကြောင်တစ်ကောင်မဟုတ်ဘူးကွ။သူကဖျားကြောင်တစ်ခုမှာရာဆုံးတဲ့ကောင်များစွာနေထိုင်ခဲ့ပြီးရှေးရောင်းစွားသားတွေကိုပိုင်ဆိုင်ထားတာလို့ပြောလိုက်တယ်။မျိုးသမီးကမကြည့်မဲမြင်နဲ့နှာခေါင်းရှုပ်လိုက်ပြီးပြန်ထွက်သွားကိုလှည့်လိုက်ပြီးမြဲအဘွားအိုကရုတ်တရက်သူမကိုအော်ခေါ်လိုက်ပြီးပစ္စည်းတစ်ခုပြစ်ပေးလိုက်ပါတော့တယ်။